ဒီအဘသားကြီးတွေလိုပဲပြောချင်တယ်အဘသားကြီးတွေဂရုလိုက်ရှိတယ်အုပ်လိုက်ကြီးဖြစ်နေအခုကအုပ်လိုက်ကြီးအဘသားကြီးတွေကအုပ်လိုက်ကြီးဗျာကိုစောဝင်းကိုစောနေကြတာကြည့်လို့မကောင်းပါဘူးမြင်လို့မကောင်းပါဘူးခင်ဗျားတို့စောက်ရှစ်ကလေးရှိကြပါခင်ဗျားတို့ရဲ့စိတ်ဓာတ်တွေအောက်တန်းကြတာကိုခင်ဗျားတို့ကိုယ်တိုင်ဖော်ပြနေတာနိုင်ငံမှာအကျင့်ပြည့်ဝန်တန်းဆိုတာတက်ထဲမှာလည်းရှိတယ်တက်ထဲမှာလည်းရှိတယ်ကြလားဒီဝန်ကြီးဌာနတိုင်းမှာရှိတယ်ဝန်ကြီးဌာနတိုင်းမှာလည်းရှိတယ်ကြလားအဖွဲ့အစည်းတိုင်းမှာရှိတယ်အကျင့်ပြည့်ဝန်တန်းတွေဒီအကျင့်ပြည့်ဝန်တန်းတွေကိုကိုစောဝင်းကထောက်ပြတဲ့ခါမှာကြလားအနာရှိတဲ့လူတွေဆက်အနာရှိတဲ့လူတွေဆက်လို့ပြောတာအဲ့တော့အနာရှိတဲ့လူတွေဆက်အနာမရှိတဲ့လူကမဆက်နေလေဗျာအနာမရှိတဲ့လူတွေကမဆက်ကြနေလေဗျာအခုကြလားဟာအဘသားကြီးတွေကဗျာတိုင်းပြည်ကိုကာကွယ်သူတို့တွေကြလားတက်မတော်ရဲ့သတင်းတွေကြလားစစ်သတင်းတွေသူတို့ရှိရပဲရတာပါသူတို့အဘသားကြီးတွေဆိုတော့ဒီသတင်းတွေကအဘသားကြီးတွေရှိပဲရင်ရောက်တာဗောဗျာအခုကခင်ဗျားတို့ကထောင်ကြအောင်လုပ်နေတာခင်ဗျားတို့ရဲ့စိတ်ဓာတ်တွေအပတအောက်တန်းကြတာကြလားလူသိတာဗောဗျာအခုတော့သိရတာဗောအဘသားကြီးတွေစိတ်ဓာတ်တွေအောက်တန်းကြမယ်အဘသားကြီးတွေကအောက်တန်းစားတွေမယ်လူသိရတာဗောဗျာလူသိရတာဗော ထွက်လက်ထွက်ချင်နေပါကျွန်တော်တို့ဘဝတွေဘယ်လိုပေါ်မလဲတာအေးဘလူးတိုင်အောင်လည်းဖြစ်နေတာအေးဘလူးတိုင်အောင်လည်းဖြစ်နေဟိုကအခုဆိုရင်ခံစားနေရတာရှင်လက်လက်ငရဲကြနေတယ်ပါလီကူဆိုတဲ့ကောင်တွေကလည်းလူခေါ်မယ်ရာရှိဆိုများတောင်းတောင်းဆေးုံသွားကြည့်ပြရာရှိဆိုသူတို့ညီလေးကိုကြီးနဲ့သူတို့ဆေးဖို့ကအော်လိုရတယ်ကျွန်တော်ဆို2016မှာရခိုင်မှာဒဏ်ရာရတယ်ပေါ့ဗျာဘယ်ဘက်လက်ညှိုးတစ်ချောင်းဖြုတ်လိုက်တယ်ပေါ့ဗျာအရင်ကနေအဲ့တော့ပါလီကူကဘာပေးထားလဲဆိုတော့ဆေးစင် B1 ပါမနေတဲ့ B1 ပါမနေဆိုတော့ဘာလဲဆိုတော့စဉ်းစားကြည့်စစ်စင်ကင်းလုံးခွင့်တစ်ခုပဲရှိတယ်ကျွန်တော်အကုန်လိုက်လုံနေတာယာလူကြောင့်လည်းဆေးစင်ဖြစ်လို့ဆိုရင်မပေးပြန်အလုပ်ကြတော့ကာကြီးဆိုတဲ့ကောင်မလုံနိုင်တဲ့အလုပ်တွေလုပ်နေရတယ်ကဲခံစားနေရတာအဲ့လိုကြီးအဲ့တော့တာရေးဘလူးတိုင်ပဲဖြစ်အနေသားတွေကမှန်တာပြောနေရွာပြင်ထုတ်ခံအောင်ကျွန်တော်ဗာလေးပြောချင်လဲဆိုတော့အဖသားကြီးတွေမြေမကောင်းတော့ပါဘူးဆိုတဲ့အကြောင်းလေးကျွန်တော်ပြောချင်တာပေါ့ဗျာအဖသားတွေအားလုံးကိုကျွန်တော်လေးစားတယ်အဖသားကြီးတွေအားလုံးကိုကျွန်တော်လေးစားတယ်တို့တော့လေအဖသားကြီးတွေကဗျာအဖသားကြီးတွေမြေမကောင်းဘူးဆိုတာကိုစော်ဘုံဟင်းနဲ့ပတ်သက်ပြီးပေါ့ဗျာကျွန်တော်ကကိုစော်ဘုံဟင်းနဲ့ကျွန်တော်နဲ့အဆက်အသွယ်လည်းမရှိပါဘူးကြလားကျွန်တော်သူနဲ့ကိုကျွန်တော်သူ့ကိုသိတာဆိုလို့ကျွန်တော်လဲမှာဒါသူ့နိုင်ငံအတွက်ပြောနေတာတွေကိုကြည့်ပြီးကျွန်တော်လည်းသူ့ကိုလည်းလေးစားတယ်အဖသားကြီးတွေကိုလည်းလေးစားတယ်တိုးတော့လေအဖသားကြီးတွေကိုဘာကြောင့်လေးစားရလဲဆိုတော့အဖသားကြီးတွေကတက်မတော်ဘက်ကနေပြီးရင်သူကကြလားမရက်တည်တယ်ပေါ့ဗျာနိုင်ငံဘက်ကနေရက်တည်ကြတယ်ပေါ့တိုးတော့လည်းပဲစိတ်တက်တွေအောက်ထမ်းကြတယ်ဗျာဒီပွဲမှာတော့ပြဒီကိုစော်ဘုံကြီးနဲ့ဖြစ်တဲ့ဟာမှာဆိုလို့ရှိရင်ဂျားတွေကနေပြီးဘယ်အဖတွေကြလားဘယ်အဖကြီးဘယ်အဖလေးတွေကြလားဘယ်တန်ကြီးဘယ်တန်မူးလေးတွေဟောပြည့်လဲမသိကြလားနိုင်ငံမှာအကျင့်ပြည့်ဝန်တန်းဆိုတာတက်ထဲမှာလည်းရှိတယ်ကြလားဒီဝန်ကြီးဌာနတိုင်းမှာရှိတယ်ဝန်ကြီးဌာနတိုင်းမှာလည်းရှိတယ်ကြလားအဖွဲ့အစည်းတိုင်းမှာရှိတယ်အကျင့်ပြည့်ဝန်တန်းတွေဒီအကျင့်ပြည့်ဝန်တန်းတွေကိုကိုစော်ဘုံကြီးကထောက်ပြတဲ့ခါမှာကြလားအနာရှိတဲ့လူတွေဆက်လို့ပြောတာအဲ့တော့အနာရှိတဲ့လူတွေဆက်အနာမရှိတဲ့လူကမဆက်နေလေဗျာအနာမရှိတဲ့လူတွေကမဆက်ကြနေလေဗျာအခုကြလားဟာအဘသားကြီးတွေကဗျာတိုင်းပြည်ကိုကာကွယ်သူတို့တွေကြတာတက်မတော်ရဲ့သတင်းတွေကြလားစစ်သတင်းတွေသူတို့ရှိရပဲရတာပါသူတို့အဘသားကြီးတွေဆိုတော့ဒီသတင်းတွေကအဘသားကြီးတွေရှိပဲရင်ရောက်တာဗောဗျာအဘသားကြီးတွေရှိရင်ရောက်တော့အဘသားကြီးတွေကပြမှကျွန်တော်တို့ကကြည့်ရတာဒီတက်မတော်ရဲ့စစ်သတင်းတွေတို့ဘာတွေတို့ဆိုတာဒီအဘသားကြီးတွေပေါ့သူတို့ကကြလားအဘကိုကိုးကွယ်တာသူတို့ကကြလားတကယ်တမ်းပြောရင်တော့သူတို့မှာကျိတ်စစ်တွေရှိတယ်ကျိတ်စစ်တွေရှိလို့လေဒီသတင်းတွေရတာပေါ့ဗျာသူတို့ကတခုပြကြလားအကုန်လုံးကဝိုင်းပြီးတိုင်းပြည်အတွက်ကိုပြုပြင်ဖို့ရအတွက်ပြောကြတဲ့ခါမှာအဲ့လိုလူတွေကိုထိုးနှက်ကြတာအကုန်လုံးကြလားအကိုစော်ဘုံကြီးလို့ထောက်ပြတဲ့လူလည်းရှိရမှာပေါ့ဗျာဆိုလိုတာအဲ့ထဲမှာအမားတစ်ချက်ပါရင်ပါမယ်ကြလားစကားလွန်တာတွေပါရင်ပါမယ်ဒါတွေကမပြောပလောက်တဲ့ကိစ္စတွေကြလားမပြောပလောက်တဲ့ကိစ္စတွေဗျာကြလားတကယ်တမ်းသာလေဟိုဟာကအမားဆိုတာအခုအဘသားကြီးတွေမှာအမားကင်းလားအဘသားကြီးတွေမှာအဆက်ကင်းလားအဘသားကြီးတွေကြလားမြေမကောင်းမှုကြလားတခါတည်းရေးထားတာတွေဆဲထားတာတွေကြလားဟိုဟာတွေကြလားညစ်ညစ်ပတ်တွေပြောထားတာတွေအများကြီးပဲဒီအဘသားကြီးတွေမှာလည်းပဲအဘသားကြီးကျွန်တော်နာမည်ထုတ်မပြောချင်ဘူးဗျာပုံကိုရေးဖြစ်ကုန်ပါသလိုဒီအဘသားကြီးတွေလိုပဲပြောချင်တယ်အဘသားကြီးတွေဂရုလိုက်ရှိတယ်အုပ်လိုက်ကြီးဖြစ်နေအခုကအုပ်လိုက်ကြီးအဖသားကြီးတွေကအုပ်လိုက်ကြီးဗျာကိုစောဝင်းကိုစောနေကြတာကြည့်လို့မကောင်းပါဘူးမြင်လို့မကောင်းပါဘူးခင်ဗျားတို့စောက်ရှစ်ကလေးရှိကြပါခင်ဗျားတို့ရဲ့စိတ်ဓာတ်တွေအောက်တန်းကြတာကိုခင်ဗျားတို့ကိုယ်တိုင်ဖော်ပြနေတာကျွန်တော်တို့ကခင်ဗျားတို့ကိုလေးစားခဲ့တာတန်ဖိုးထားခဲ့တာအခုချိန်မှာတော့ဗျခင်ဗျားတို့စိတ်ဓာတ်တွေကိုကြည့်ပြီးခင်ဗျားတို့ဟာတိုက်ပြည်တွေယုံကြည်စိတ်ချရတဲ့လူတွေမဟုတ်ဘူး
ခင်ဗျားတို့ကပုဂ္ဂိုလ်ရေးကိုးကွယ်တဲ့လူတွေပဲခင်ဗျားတို့ကပုဂ္ဂိုလ်ရေးကိုးကွယ်နေတဲ့လူတွေတိုင်းပြည်တစ်ခုကိုကြလားဟာဘာလဲအဖွဲ့အစည်းတစ်ခုရဲ့ဂုဏ်သိက္ခာညှိုးနှမ်းပါတယ်လို့ပြည်သူလူထုရဲ့အထင်မြင်လွဲမအောင်ဖြစ်ပါတယ်လို့ခင်ဗျားတို့ကရောပြည်သူလူထုအထင်မြင်လွဲမအောင်ရေးတဲ့စာတွေမပါဘူးလားခင်ဗျားတို့ရေးတဲ့စာတွေထဲမှာလွဲမသိနေတာတွေပါတာပဲတိုးတော်လဲကြလားသတင်းစားသုံးတဲ့လူကကိုယ့်ရဲ့ဒီစင်ញဉဏ်တရားအုံနောက်နဲ့ကြလားသုံးသက်ပြီးရင်ဒါကတော့ပြင်ဖြစ်နိုင်တယ်ဒါကတော့ပြင်မဖြစ်နိုင်ဘူးကိုယ်တိုင်သုံးသက်ကြတာလေဗျာကိုယ်တိုင်သုံးသက်ပြီးရင်ကိုယ်တိုင်ကြလားဒီဟာကိုကိုယူခြင်းတဲ့သတင်းကိုယူမယ်ကိုမြူခြင်းတာကိုမယူကြဘူးဗျာဒီလိုပဲခင်ဗျားတို့ပြောသမျှကိုယုံတယ်လို့များအောင်းမိတ်နေလားကိုတော်ဘုန်းကြီးပြောသမျှကိုလည်းလူတိုင်းကယုံတယ်အောင်းမိတ်နေသလားတို့တော်လည်းပဲကြလားခင်ဗျာကိုတော်ဘုန်းကြီးပြောနေတဲ့ဟာတွေကကိုတော်ဘုန်းကြီးထောက်ပြနေတဲ့ဟာတွေကဒါတွေကကြလားဒီအမားတစ်ချက်တစ်ချက်ပါမယ်ပါရင်ပါမယ်တို့တော်လည်းပဲသူပြောနေတဲ့အများစုတွေဟာပြည်သူလူထုစီကဆင်းသက်တဲ့သတင်းတွေပဲပြည်သူလူထုကပေးတဲ့သတင်းတွေပဲပြည်သူလူထုကပေးတဲ့သတင်းတွေထဲမှာတချို့အမားတွေလည်းပါရင်ပါမှာပေါ့ဗျာကြလားနည်းနည်းပါးပါးလွဲတာတွေလည်းပါရင်ပါမှာပေါ့တို့တော်လည်းတကယ်စစ်ဆေးရမှာခင်ဗျဝန်ထမ်းတွေရဲ့အလုပ်မဟုတ်ဘူးလားဝန်ထမ်းတွေရဲ့အလုပ်မဟုတ်ဘူးလားခင်ဗျားတို့ဂိတ်တွေမှာစစ်ဆေးတယ်ကိုတော်ဘုန်းကြီးပြောတယ်ဒါကိုတော်ဘုန်းကြီးပြောတယ်ဆိုတာလေကိုတော်ဘုန်းကြီးကသူကိုယ်တိုင်သွားကြည့်ပြီးပြောတာမဟုတ်ဘူးသူ့ကိုသတင်းပေးတဲ့လူတွေရှိတယ်အဲ့ဒီသတင်းပေးတဲ့လူတွေရှိတဲ့ရှေ့ကနေပြီးတစ်ဆင့်ကြလား तू ကပြောပြတယ်မှားလားမှန်လားဆိုတော့ခင်ဗျားတို့ဆုံးဖြတ်လေခင်ဗျားတို့သွားစစ်ဆေးလေကိုတော်ဘုန်းကြီးသွားစစ်ဆေးရမှာမဟုတ်ဘူးလာရောက်ပြီးစစ်ဆေးလေဘာတို့ဖိတ်ခေါ်ပါတယ်တို့ဘာတွေတို့ဟာတာပဲဗျာတကယ်တမ်းပြောရင်တော့တကယ်ကိုအုံနောက်မရှိတဲ့စကားတွေလာပြောနေကြတာတကယ်စစ်ဆေးရမှာခင်ဗျားတို့ရှောင်းတကင်သွားစစ်ဆေးရမှာကတာဝန်ရှိတဲ့လူတွေစစ်ဆေးရမှာလေဥမာအောက်ကနေပြီးရင်ကိုယ့်ရဲ့တက်မတော်ဒီ gate တွေဘာတွေဖွင့်ထားတယ်တက်မတော်သားတွေကကြလားဒီလိုမျိုးငွေတောင်းနေပါတယ်ကြလားစစ်ဆေးရေးတွေကိုတေချာမလုပ်ပါဘူးစစ်ဆေးရေးတေချာမလုပ်ပါဘူးဆိုလို့ရှိရင်အပေါ်ကနေစစ်ရမှာလေသူ့ထက်ကလူကသွားစစ်ဆေးရမှာလေဒါငါတာဝန်ချထားပေးတဲ့လူတွေဒါငါတက်နေရလူတွေကြလားငါတိုင်းနေရလူတွေငါမြို့နယ်ရလူတွေဆိုပြီးအဲ့ဒီမြို့နယ်အဲ့ဒီတက်နယ်အဲ့ဒီတိုင်းထဲမှာရှိနေတဲ့လူကြီးကစစ်ဆေးရမှာလေစစ်ဆေးရမှာလေကိုတော်ဘုန်းကြီးသွားစစ်ဆေးရမှာမဟုတ်ဘူးဒါဟုတ်ကြလားတကယ်လို့မဖြစ်ဘူးဆိုလည်းဒါကြလားအချင်းချင်းပူပေါင်းပြီးကြလားအကယ်၍မြေပြင်မှာဒါမျိုးမတွေးခဲ့ရဘူးဆိုကိုတော်ဘုန်းကြီးဒါကြလားတယောက်နဲ့တယောက်ကျင်းနေပြီလုံးလို့ရတဲ့ကိစ္စတွေရှိတာပဲအခုကခင်ဗျားတို့ကထောင်ကြအောင်လုပ်နေတာခင်ဗျားတို့ရဲ့စိတ်တက်တွေကအပဒါအောက်တန်းကြတာကြလားကြလူတိတာပေါ့ဗျာအခုတော့သိရတာပေါ့အဘသားကြီးတွေစိတ်တက်တွေအောက်တန်းကြမှန်းအဘသားကြီးတွေကအောက်တန်းသားတွေမှန်းလူသိရတာပေါ့ဗျာလူသိရတာပေါ့လူသိရတာပေါ့ကျွန်တော်တို့ကတော့ခင်ဗျားတို့သတင်းတွေလည်းကြည့်တယ်ခုလည်းကြည့်တယ်နောက်လည်းကြည့်အောင်ပါကြည့်တော့ကြည့်မှာဒါပေမဲ့ခင်ဗျားတို့ကိုလေးစားလို့တော့မရဘူးခင်ဗျားတို့ကိုလေးစားလို့လည်းမရဘူးတန်ဖိုးထားလို့လည်းမရဘူးခင်ဗျားတို့ကအောက်တန်းသားတွေပဲလူတယောက်ကိုကြလားကြောက်ချဖို့ပဲတိတ်ပြီးပြည့်စည်နေတာခင်ဗျားတို့လို့ကြလားအဘကြီးအဘလေးဝင်ကြီးဝင်လေးတွေကိုရှေ့ကနေမမက်ရက်ပြီးကာကွယ်ပေးနေခဲ့ကာကွယ်ပေးနေခဲ့ကြတယ်ခင်ဗျားတို့လို့အဘသားကြီးတွေရှိနေလို့လည်းပဲတိုင်းပြည်ကပြက်နေတာတကယ်တမ်းပြောရင်ကျွန်တော်ဝင်းကြီးဌာနထဲမှာရှိတယ်ဗျာဒီမှာထောက်တာဝင်းကြီးဌာနလောင်းဝကမှာပဲဖြစ်နေကြလားနိုင်ငံခြားရေးပတ်စပို့ရုံးတွေမှာပဲဖြစ်နေဒီလိုခြားသားတဲ့လူတွေရှိရင်ထောက်ပြမှာလေအဲ့လိုထောက်ပြတဲ့လူရှိရင်အဲ့ဒီဝင်းကြီးဌာနအကောင်တွေကအကုန်ဝိတ်အုပ်တာဝိတ်အုပ်တော့ကျန်တဲ့လူတွေကဟာအသေးဖြစ်မှုတွေတို့ကြလားဒီဘယ်လိုပြောမလဲဗျာ55တွေတို့ဘာတွေတို့အကုန်လုံးကြလားဥပဒေတွေတက်တော့တာပဲအဲ့ဒါဆိုတော့ပြည်သူလူထုကဘယ်လိုလုပ်ပြောရဲတော့မလဲပြည်သူလူထုကဘယ်လိုလုပ်ပြောရဲတော့မလဲပြည်သူလူထုကမပြောရဲရင်ပြည်သူလူထုကထောက်ပြတဲ့လူမရှိရင်အလုပ်မလုပ်တဲ့လူတွေကဘယ်လိုလုပ်ပြီးအလုပ်လုပ်မှာလဲအခုကျွန်တော်တို့နိုင်ငံမာရှယ်လောတွေထုတ်ထားတယ်ဘယ်တန်မှုကများအလုပ်လုပ်လို့လဲဘယ်တန်မှုကများအလုပ်လုပ်လို့လဲကြလားဒါဘုံမွေးချင်းမင်းအောင်လိုင်ကဘလက်ကပဲပြောနေတာဘုံမွေးချင်းမင်းအောင်လိုင်ကဟာဟိုဥပဒေတွေချပြလိုက်တိုင်းသားညီကိုတွေနဲ့ကျွန်တော်တို့ကအပြစ်ခတ်ရဆက်ထားတာတွေကိုကြလားအပြစ်ခတ်ရဆက်ထားတာတွေကိုငေါ့မယူသင့်ပါဘူးလို့ဘယ်ကောင်နားထောင်လို့လဲတခါဝန်ထမ်းတွေကိုအောက်ကဝန်ထမ်းတွေလှုပ်လိုက်တယ်အပေါ်ကပြောလိုက်တယ်ကြလားဒီအလေလက်ကိုရောက်သွားတယ်အောက်ခြေထိဘယ်မှာရောက်လို့လဲခင်ဗျားတို့ဒီမှာအကျင့်ပစ်ချစားနေတာနိုင်ငံလုံးအနှံ့ပဲဟာတပုံလေးထားနေလို့ဒီလိုဖြစ်နေတာလာပြီးအကြောင်းမပြနဲ့ဒီတပုံကိုမရှိတာဘယ်သူတော့တပုံကိုအဓိကတာဝန်ရှိရမှာဘယ်သူတော့ဒီရဲတပ်ဖွဲ့နဲ့ဒီတပ်မတော်သားတွေမဟုတ်ဘူးလားဒီရဲတပ်ဖွဲ့နဲ့တပ်မတော်သားတွေကမှမရှင်းရင်ဒီတပုံဘယ်တော့မှမပြောက်ဘူးကျွန်တော်တို့ကတာမန်အသေးသားလေးတွေပါလေးတွေကျွန်တော်တို့ကခွင့်လွတ်တယ်ကျွန်တော်ရက်တက်ဖွဲ့ရပဲဖြစ်နေတက်မတော်သားတွေကိုပဲဖြစ်နေကျွန်တော်တို့ကစာနာတယ်နားလဲတယ်ခင်ဗျားတို့လိုပဲနားလဲတယ်စာနာတယ်နားလဲတယ်သို့တော်လည်းအကျင့်ပြဝန်ထမ်းတွေကိုတော့ကျွန်တော်တို့ကကာကွယ်ပေးစရာအကြောင်းမရှိဘူးအနာရှိရင်စက်ကြလို့ကိုစော်ဘုန်းဟိအမြဲတမ်းပြောနေတာပဲ
ကိုစော်ဘိုးရဲ့ဘောကိုမတာလည်းမဟုတ်ဘူးကျွန်တော်